ဟာဇာတပစ္စည်းအဲ့ဒီတရားရောက်လာပါတယ်သဟဇာတပစ္စည်းနဲ့အညမညပစ္စည်းကသိပြီးတော့နိကတ်တယ်ပြီးတော့တခါနိတ္တယပစ္စည်းကလည်းတချို့ထပ်ပြီးတော့ကြားတယ်ဘုရားမြတ်စွာကဒီတရားတစ်မျိုးပဲဒီလိုလဲတတ္တိရှိတယ်ဟိုလိုလဲတတ္တိရှိတယ်တရားတစ်မျိုးကိုပဲတတ္တိအမျိုးမျိုးရှိတော့အဲ့ဒီတတ္တိအလိုက်ပစ္စည်းများထပ်ပြီးတော့တရားတစ်မျိုးကိုဟောတော်မူရပါတယ်အဲ့ဒါဟာကိုပဲဘုန်းကြီးတို့ကအာယုံပြုပြီးတော့ကြည့်တော့ဉာဏ်တော်ကြီးအမှန်တန်ကြီးပါလားဒီတရားပဲဒီတရားထဲမှာဒီတတ္တိလည်းရှိတယ်ဟိုတတ္တိလည်းရှိတယ်သိပင်တတ္တိလည်းရှိတယ်နဲ့ထပ်ပြီးတော့ဟောတော်မူလိုက်တာလို့ဘုန်းကြီးတို့ဒီစာပေလေးလာတဲ့ပုဂ္ဂိုလ်တွေအတွက်ကြတော့အမှန်တန်မှရှင်းသွားတယ်ဟိုလူ့အကြောင်းတွေကတော့ဒီလောက်မရှင်းနိုင်တော့ဘုန်းကြီးကနားလည်လောက်တဲ့နည်းနဲ့လဲပြီးတော့ပြောနေရတယ်ဟိုကုသိုလ်ရအောင်နော်ပါဠိတော်ရွတ်ပြီးတော့နည်းနည်းနဲ့ပြမယ်သဟဇာတပစ္စယောတိသတ္တရောခန္ဓာအရူပိနောအညမဉ္ဇံသဟဇာတပစ္စေနပစ္စယောသတ္တရောမဟာဗုဒ္ဓအညမဉ္ဇံသဟဇာတပစ္စေနပစ္စယောဩက္ကန္တိကနေနာမရူပံအညမဉ္ဇံသဟဇာတပစ္စေနပစ္စယောစိတ်ဓာစေတသိကာဓမ္မံစိတ်ဓာသမုဋ္ဌာနာနံရူပနံသဟဇာတပစ္စေနပစ္စယောမဟာဗုဒ္ဓဥပါဒရူပနံသဟဇာတပစ္စေနပစ္စယောရူပိနောဓမ္မာအရူပိနံဓမ္မနံကိဉ္စီကာလေသဟဇာတပစ္စေနပစ္စယောကိဉ္စီကာလေနာသဟဇာတပစ္စေနပစ္စယောသတ္တရောလေးပါးကုန်သောခန္ဓာအရူပိနောနံဖြစ်ကုန်သောခန္ဓာတို့သည်နံခန္ဓာ၄ပါးဆိုတာကဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာအဲ့ဒီ၄ပါးကိုပြောတယ်အရူပိနောနံဖြစ်ကုန်သောသတ္တရော၄ပါးကုန်သောခန္ဓာတို့သည်အညမဉ္ဇအချင်းချင်းသဟဇာတပစ္စေနာသဟဇာတပစ္စယတတ္တိဖြင့်ပစ္စယောကျေစုပြုသည်ဟောတိဖြစ်၏သတ္တရော၄ပါးကုန်သောမဟာဗုဒ္ဓမဟာဗုဒ္ဓတို့သည်မဟာဗုဒ္ဓဆိုတဲ့ဥစ္စာရုပ်ထဲကပထဝီတေဇောအာဘောဝါယောဒီ၄ပါးကိုပြောတယ်သတ္တရော၄ပါးကုန်သောမဟာဗုဒ္ဓမဟာဗုဒ္ဓတို့သည်ပညာမဉ္ဇအချင်းချင်းသဟဇာတပစ္စေနာသဟဇာတပစ္စယတတ္တိဖြင့်ပစ္စယောကျေစုပြုသည်ဟောတိဖြစ်၏ဩက္ကန္တိကနေပဋိသန္ဓေခဏ၌နာမရူပံနံတရားယုတ်တရားသည်ပညာမဉ္ဇအချင်းချင်းသဟဇာတပစ္စေနာသဟဇာတပစ္စယတတ္တိဖြင့်ပစ္စယောကျေစုပြုသည်ဟောတိဖြစ်၏စိတ်ဓာစေတသိကာစိတ်စေစိတ်ဖြစ်ကုန်သောဓမ္မာတရားတို့သည်စိတ်ဓာသမုဋ္ဌာနာစိတ်ကြောင့်ဖြစ်ကုန်သောရူပနာယုတ်တရားတို့အားသဟဇာတပစ္စေနာသဟဇာတပစ္စယတတ္တိဖြင့်ပစ္စယောကျေစုပြုသည်ဟောတိဖြစ်၏အဲ့ဒါလို့ဘုရားမြတ်စွာကဒီသဟဇာတပစ္စည်းကိုဟောတော်မူတယ်ဒီသဟဇာတပစ္စည်းကိုအထာဂထဆရာများနဲ့ရှင်းဆရာတော်များကဘယ်လိုဥပမာပြထားလို့ဆိုတော့သဟဇာတပစ္စယောအလင်းပြင်းမှုစီမိပြုသည်ပုံဥပမာတကွာဖြစ်ဟံယုတ်နှင့်နံကိုမမံအတူဖြစ်စေခြင်းဟူသောတတ္တိတုဖြင့်ယေစုပြုညာသဟဇာတပစ္စည်းတရားသည်အတ္တိပုဂ္ဂိုလ်တတ္တဝါသူငါမနှောတရားသဘောသာထင်ရှားရှိပါသည်တကားဣတိဤသို့ဘောဓိနံသဗ္ဗညုတာညာပညာဖြင့်ဥစွာကြနာသိပြီးမှလည်းမြတ်လာဝေနေသိစေတော်မူသောမြတ်စွာဘုရားကိုဝန်တာမီဂုဏ်တော်ထုံမှန်ဘုံတော်မှန်လျက်ချီးမွမ်းထောမနာပနာညိုကျိုးလက်စုမိုး၍ကြည်ခိုးကြော့ပါ၏ဖရာသာ
စီမီတဲ့ယခုကဓာတ်မီးပြောပါတော့ဓာတ်မီးနဲ့အလင်းမီးထွန်းလိုက်တဲ့တပြိုင်နက်ဒီမီးရောင်ပေါ်လာမီးနဲ့မီးရောင်ဘသူကအရင်လို့ဘသူကအရင်ကြတယ်လေမီးထွန်းလိုက်တဲ့တပြိုင်နက်မီးရောင်ပေါ်လာတယ်ဘသူအရင်လို့တူလည်းကျေးဇူးပြုလိုက်တာမိရောင်ကြောင့်အလင်းကိုမြင်ဒီမိကိုမြင်ရတယ်ဒီမိရောင်ကြောင့်မိတိုင်ကိုမြင်ရတယ်ဆိုတော့မိထွန်းထားတဲ့မိတောက်ကိုမြင်ရတယ်မိရောင်ကြောင့်မိတောက်ထားတဲ့မိတောက်ကြောင့်မိထွန်းထားတဲ့မိတောက်ကြောင့်မိရောင်မြင်ရတယ်အမတန်သိမ့်သိမ့်မွေးဝင်တဲ့အပြန်လှန်ကျေးဇူးပြုနေအဲ့ဒါလို့ပဲယုတ်ခန္ဓာလေးနံခန္ဓာ၄ပါးကလေတပါးတပါးကျေစုပြုနေလိုက်ကြတပါးတပါးဒီခန္ဓာတပါးကိုခန္ဓာ၃ပါးကဝိုင်းပြီးတော့ကျေစုပြုခန္ဓာ၃ပါးကိုခန္ဓာတစ်ပါးကပြန်ကျေစုပြုခန္ဓာ၂ပါးကိုခန္ဓာ၂ပါးကကျေစုပြုဒီလိုပေါ့လေကျေစုပြုနေလိုက်ကြတပြိုင်နဲ့ဖြစ်တုံးကအတူတူဖြစ်ပြီးတော့အတူတူကျေစုပြုနေလိုက်ကြတာအားပေးနေလိုက်တာတယောက်အတီတို့ဘုန်းကြီးတို့ညီကို၄ယောက်ဆိုပါတော့ညီကို၄ယောက်တတ္တိကတည်းတူတတ္တိကောင်းတယ်အဲ့ဒီညီကို၄ယောက်အိမ်မှာညီကို၁ယောက်ကအကို၃ယောက်ကိုညီကို၃ယောက်ကိုကျေစုပြုဘယ်လိုကျေစုပြုအကုန်လုံးကျေစုပြုဒီစည်းဝါးကြတဲ့နေရာမလဲပဲကျေစုပြုစားတဲ့တောက်တဲ့နေရာမလဲပဲကျေစုပြုတစ်ဖက်ကလူတွေနဲ့ဆန့်ကျင်ပဲဖြစ်တော့လေကျေစုပြုတယ်အချင်းချင်းပြန်လာကျေစုပြုအဲ့ဒါလို့သဘောယုတ်တရားနန္တရားတွေအတူတူဖြစ်ကြတဲ့နေရာမှာနံခန္ဓာ၄ပါးကအချင်းချင်းကျေစုပြုတယ်တခါနံခန္ဓာ၄ပါးကသူတို့အချင်းချင်းကျေစုပြုယုံနေမကဘူးသူတို့ကြောင့်ဖြစ်တဲ့ယုတ်ကိုလည်းကျေစုပြုလိုက်သေးတယ်ပြီးတော့ဒီယုတ်ကတော့ပြန်ပြီးကျေစုမပြုနိုင်ဘူးဒီနေရာမှာပြုတဲ့နေရာပေါ်လာလေဘူးပြီးတော့ယုတ်ကဒီနေရာပါနဲ့တူတုံးလို့ဆိုတော့ဒီမိဘနှစ်ပါးနဲ့လူမမဲ့သားကလေးနဲ့တူနေပြန်တယ်မိဘနှစ်ပါးကအပြန်လှန်အချင်းချင်းကျေစုပြုစီဝါချတဲ့နေရာကျေစုပြုနေတဲ့ထိုင်တဲ့နေရာကျေစုပြုလူမမဲ့သားကလေးကတော့မိဘကိုပြန်ပြီးတော့ဘာကျေစုမှမပြုနိုင်ဘူးသူကမိခိုးနေုံပဲရှိသေးတယ်အဲ့လိုပဲယုတ်ကဒီနေရာမှာဘာမှပြန်ပြီးတော့နံကျေစုမပြုနိုင်ဘူးဒါဘလောက်ခက်ထားတော့တခါဘုန်းကြီးကဒီဟာနဲ့အလားတူရှင်းပစ္စည်းတစ်ပါးကိုဆက်ပြောမယ်ပညာမညာပစ္စယောတိသတ္တရောခန္ဓာအရူပိနောပညာမညာသာပညာမညာပစ္စယေနပစ္စယောဒီလိုပဲသွားတယ်ဒီနံခန္ဓာ၄ပါးကအပြန်အလှန်ကျေစုပြုတယ်ရုပ်မပါလာဘူးပညာမညာပစ္စည်းမှရုပ်မပါလာဘူးမဟာဘုတ်၄ပါးကလည်းပထဝီအာဘောတေဇောဝါယောအတူတူဖြစ်ကြအချင်းချင်းကျေစုပြုတယ်ဒီဒီပြန်တတ္တိညာနဲ့ဥပါဒယုတ်မပါလာဘူးပဋိသန္ဓေခဏေဩကံဒိခဏေပဋိသန္ဓေခဏ၌နာမရူပံနံယုတ်သည်အညမညာအချင်းအညမညာပစ္စယေနအညမညာပစ္စယသတ္တိဖြင့်ပစ္စယောကျေစုပြုသည်ဟောတိဖြစ်ဆိုတော့ယုတ်ကပြန်ပြီးကျေစုပြုတဲ့နေရာကဒီနေရာရှိနေပြန်ပဋိသန္ဓေနေတော့ဘုန်းကြီးတနေ့တုန်းကပြောခဲ့တယ်ပဋိသန္ဓေစိတ်ရဲ့စေရသိက်ရဲ့ကံကြောင့်ဖြစ်တဲ့ယုတ်ကလေးရဲ့ဘုန်းကြီးတို့လူလောကမှာဆိုရင်ယုတ်ကလ၃စီးရဲ့ဒါလို့ပဋိသန္ဓေတွေတော့ဒါပဲရှိတယ်ပဋိသန္ဓေစိတ်ရဲ့ဆိုတော့ဘုရားလုံးပဋိသန္ဓေနေတော့မေတော့ဝမ်းမှာပဋိသန္ဓေစိတ်ရဲ့စေရသိက်ရဲ့ဒါနံခန္ဓာ၄ပါးပြီးတော့ကံကြောင့်ဖြစ်တဲ့ယုတ်ရဲ့အဲ့ဒီအခါကျတော့ပဋိသန္ဓေစိတ်စေရသိက်ကလည်းယုတ်ကိုကျေစုပြုတယ်ကာမစယုတ်ကလည်းပဋိသန္ဓေစိတ်စေရသိက်ကိုပြန်ပြီးတော့ကျေစုပြုတယ်ဒီနေရာမှာယုတ်ကပြန်ကျေစုပြုနိုင်တယ်ဒါကဘယ်လောက်ခက်ထားတော့လူတွေပဲနဲ့မှနားမလဲနိုင်အောင်ခက်သွားတယ်
အဲ့ဒါအညမညာပစ္စည်းလို့ဆိုတဲ့ဥစ္စာဟာဟိုသဟဇာတပစ္စည်းလို့အတူဖြစ်ရုံနဲ့မကဘူးအပြန်အလှန်ကျေစုပြုနိုင်တဲ့တရားတွေဒါတွေကိုအညမညာပစ္စည်းလို့ဘုရားရှင်ကဟောတော်မူထားတယ်အဲ့ဒီအညမညာပစ္စည်းကြတော့ရှင်းဆရာတော်များကထာဂတဆရာတော်များကဥပမာပြထားတယ်လေဟိုသစ်သား၃ခွထောက်ထားတယ်၃ချောင်းတော့၃ချောင်းတော့ခွေးချီဒီခြေတစ်ချောင်းကနှစ်ချောင်းကိုကျေစုပြုခြေနှစ်ချောင်းကတစ်ချောင်းကိုကျေစုပြုခွဲလို့မရဘူးခွဲလို့မရဘူးသူတို့၃ချောင်းတောက်ကတစ်ချောင်းလဲသွားရင်နှစ်ချောင်းစလုံးလွဲတယ်အပြန်လာရင်မတန်ကျေစုပြုနေကြတာနဲ့လည်းမှဒီတစ်ခုပြက်လို့မရဘူးအဲ့ဒါလိုပဲတဲ့နာခန္ဓာ၄ပါးအတူတူဖြစ်ကြတစ်ပါးက၃ပါးကို၃ပါးကတစ်ပါးကိုနှစ်ပါးကနှစ်ပါးကိုအပြန်လာကျေစုပြုနေတစ်ပါးမှပြောင်းလို့တွဲလို့ညံ့လို့မရဘူးပဋိသန္ဓေကမှာနာနဲ့ယုတ်နဲ့ခုနကပြောတဲ့ဥစ္စာနာကယုတ်ကိုကျေစုပြုမယ်ယုတ်ကနာကိုကျေစုပြုမယ်မပြုတ်ဘဲနဲ့ဒီတစ်ပါးတည်းမရဘူးတစ်ပါးတည်းမရဘူးဒါကြောင့်သစ်သား၃ခွဟာတခုခုထောက်မှပြီးတော့မလဲအောင်မကြအောင်ကျေစုပြုနေတယ်လို့ပဲနာခန္ဓာတရားတွေပဋိသန္ဓေကမ္မစယုတ်နဲ့နာခန္ဓာတရားတွေမဟာဘုတ်၄ပါးတွေအချင်းချင်းထောက်ပြီးတော့ကျေစုပြုနေကြပါတယ်လို့ဘုရားမြတ်စွာကဟောတော်မူတဲ့အတိုင်းလေရှေးထာဂတဆရာတော်တို့ကစပြီးတော့ပုဂ္ဂိုလ်ကြီးတွေကဥပမာပြောထားတယ်နော်အညမညာပစ္စယော၃ချောင်းတော့ခွာချင်းချင်းမှသဖြင့်မကြာမလဲခိုင်းတည်မြဲသို့မကွယ်ယုံနံချင်းချင်းပြန်၍ထောက်ခံခြင်းဟူသောတတ္တိဒုဖြင့်ကျေစုပြုညာအညမညာပစ္စည်းတရားသည်အာတိပုဂ္ဂိုလ်တ attva သူငါမနောတရားသဘောသာသင်ရှားရှိပါပေသည်တကားဣတိဤသို့ဘောဓိတံသဗ္ဗညုတာဉာဏ်တော်သာဖြင့်ဥစွာကြနာပြီးပြီးမှလည်းညလာဝေနေသိသိတော်မူသောမြတ်စွာဘုရားကိုဝန္တာမိဂုဏ်တော်ထုံမွမ်းဘုံတော်မှန်း၍ချီးမွမ်းတော်မနာပနာညိုကျိုးလက်စုံမွေ၍ရှိကိုကြောပါ၏ဖျားပစ္စည်းကဒီတရားသဘောအတိုင်းဘုန်းကြီးပြန်ပြီးတော့တော်တော်ကြာတော့ဟိုသုတ်တံသဘောနဲ့ရှင်းပြမယ်ဒီအညမညာပစ္စည်းနောက်မှာနိတ္တယပစ္စည်းကလည်းဒီအသွားမျိုးလုံးလုံးတူအောင်သွားနေတဲ့အပိုင်းလည်းရှိတယ်မတူတဲ့အပိုင်းလည်းရှိတယ်တူအောင်သွားတဲ့အပိုင်းကိုဘုန်းကြီးထည့်ပြီးတော့ပြောရမှာမို့လို့နိတ္တယပစ္စည်းကိုလည်းဆက်ပြီးတော့ပြောအောင်မယ်နော်သတ္တရောခန္ဓာအရူပိနောအညမညာနိတ္တယပစ္စည်းနာပစ္စယောခုနကပါဠိပဲဒီမှာလာနေသတ္တရောမဟာဘူတာအညမညာနိတ္တယပစ္စည်းနာပစ္စယောအောက်ကံတေကနေပဋိသန္ဓေခဏ၌နာမရူပံနာယုတ်တိအညမညာအချင်းချင်းအပြန်လှန်နိတ္တယပစ္စည်းနာနိတ္တယပစ္စယတတ္တိဖြင့်ပစ္စယောကျေစုပြုသည်ဟောသည်ဖြစ်၏အဲ့ဒါလို့အလားတူအကုန်လုံးအတူသွားတဲ့နည်းကတနည်းရှိတယ်မတူတဲ့နည်းကတနည်းရှိတယ်မတူတဲ့နည်းကြတော့ဘုန်းကြီးကနောက်ပုရိသတပစ္စည်းကြတော့ပြောမယ်အဲ့ဒီကြမှာဒီပုရိသတပစ္စည်းကြမှာဒီနိတ္တယကိုထပ်ပြောမှမို့လို့မတူတာကိုဘုန်းကြီးကမပြောသေးဘူးနော်တူတာကိုပြောမှာအဲ့ဒီနိတ္တယပစ္စည်းကိုတော့ရှင်းဆရာတော်များကအထကထာဆရာကြီးများကစပြီးတော့ဥပမာပြထားတယ်သစ်ပင်စိုက်တဲ့မြေတဲ့သစ်ပင်စိုက်တဲ့မြေဟာမြေကအရင်ဖြစ်နေတယ်သစ်ပင်ကနောက်ပါအဲ့ဒီသစ်ပင်ဟာဘယ်မှာမှီတုံးဆိုရင်မြေကြီးပေါ်မှီတယ်အဲ့ဒါလိုပဲနိတ္တယပစ္စည်းဆိုတဲ့ပစ္စည်းတရားပေါ်မှာနောက်မှဖြစ်တဲ့ပစ္စည်းပစ္စယုပ္ပံလို့ခေါ်တယ်နောက်မှဖြစ်တာတွေကနောက်မှဖြစ်မှာမဟုတ်ဘူးအကျိုးတရားတွေကိုပစ္စယုပ္ပံလို့ခေါ်တယ်မြေကြီးပေါ်မှာသစ်ပင်ကမှီရတယ်လို့ပဲဒီအကြောင်းတရားတွေရှေ့အကြောင်းတရားတွေပေါ်မှာအကျိုးတရားကမှီရတယ်သစ်ပင်စိုက်တဲ့မြေဟာအဲ့ဒီမှီတဲ့အချိန်မှာမြေလည်းရှိတယ်သစ်ပင်လည်းရှိတယ်သဟဇာတမှီတော့မှီတာပဲမြေလည်းရှိတယ်သစ်ပင်လည်းရှိတယ်မြေကိုသစ်ပင်ကမှီရတယ်လို့ပဲအတူဖြစ်တဲ့ခုနကနာခန္ဓာတွေကအချင်းချင်းအပြန်အလှန်ကျေစုပြုတဲ့အပြင်မှီလဲတစ်ပါးတစ်ပါးကိုမှီရတယ်ဒါလို့တခါဟို
ပကြီးဆေးရုပ်ရေးဖို့ကားပုံပြက်ထားအဲ့ဒီကားပုံပေါ်မှာဘုရုကမှီရတယ်ပကြီးဆေးရုပ်ကမှီရတယ်ကားပုံမပါရင်မဖြစ်ဘူးအဲ့ဒါလို့ပဲကားပုံကလည်းရှိတော့မှပကြီးဆေးရုပ်ကမှီပြီးတော့ရေးရတယ်အယုတ်ပေါ်ရတယ်အဲ့ဒါလို့ပဲမှီရအဖြစ်နဲ့ယေရှုပြုတဲ့တရားတွေကိုနိတ္တယပစ္စည်းလို့ခေါ်ပါတယ်အဲ့ဒီနိတ္တယကပြောခဲ့တဲ့သဟဇာတတို့လို့သဟဇာတနိတ္တယလည်းရှိတယ်နောက်လာမဲ့ပုရိဇာတတို့လို့ပုရိဇာတနိတ္တယလည်းရှိတယ်လို့နိတ္တယနှမျိုးခွဲထားတယ်နော်နိတ္တယပစ္စယောသစ်ပင်ဆိုင်မြေသစ်ပင်တွေဤမသွေပြာပုံပမာနှင့်တပြာပန်းကြီးဆေးရုပ်မိဖို့ညီညီကျက်တာအဝတ်ကားတို့ဖြစ်냐တကွရှိရှိမှလည်းဖြစ်ရတီကမိယာဖြစ်သောတတ္တိတုဖြင့်ယေစုပြုသောသဟဇာတနိတ္တယပုရိဇာတနိတ္တယနှစ်ပါးပစ္စည်းတရားသည်အတ္တိပုဂ္ဂိုလ်တ attva သူငါမနှောတရားသဘောသာထင်ရှားရှိပါသည်တကားဣတိဤသို့ဘောဓိတံသဗ္ဗညုတာဉာဏ်တော်သာဖြင့်ဥစွာကြနာတည်ပြီးမှလည်းမြတ်လာဝေနေသိစေတော်မူသောမြတ်စွာဘုရားကိုဝန်တာမိဂုဏ်တော်ထုံမှန်ဘုံတော်မှန်၍ရှိမွန်တော်မနာပနာညိုကျိုးလက်စုမိုး၍ဤကိုကတော့ပါဤဖရာဒီတော့ဒီပစ္စည်း၃ပါးကိုဒီနေ့ဘုန်းကြီးဥတည်ပြီးတော့အပြင်ဘက်ကသုတ်တံသဘောနဲ့ပြောပြမယ်နော်ဒီတော့ပစ္စည်းဆိုတဲ့ဥစ္စာပိပိသပစ္စည်းတွေကအလွတ်သက်သက်မဟုတ်ဘူးဟေတုပစ္စည်းအာရမဏပစ္စည်းအဓိပတိပစ္စည်းအဲ့ဒီ၃ပါးကလည်းဒီတိုင်းလာရပါတယ်ဒီအနန္တရသမဏန္တရပစ္စည်းကလည်းဒီတိုင်းပါနေရပါတယ်တဲ့တခြားစီမဟုတ်ပါဘူးနော်ကဲဒီတော့ဘုန်းကြီးကခဏလူတွေနားလည်လောက်အောင်လို့ဆိုပြီးတော့ဒုစရိုက်10ပါးနဲ့ဒီပစ္စည်းတရားတွေပြောကြည့်စမ်းမယ်လေနားလည်မလဲဒါကတော့ပြီးတော့မှသိရမှာပဲဘုန်းကြီးကတော့နားလည်အောင်လို့ကြိုးစားပြီးတော့ပြောမယ်ပါဏာတိပါဒသူ့အသက်တတ်မှုသူ့အသက်တတ်မှုဆိုတဲ့ပါဏာတိပါဒအကုသိုလ်ဒုစရိုက်ကလေးတစ်ခုပဲဒီဘလောက်များကျေပြန့်တဲ့တုံးလို့ဆိုတော့ဒီကိုယ်ကောင်မှားကောင်လေးတန်ကြဖို့ချင်းကလေးတတ်လိုက်တယ်ဒီတော့လေဒီဒေါသရှိတယ်ဘက်ခနဲ့ပုတ်လိုက်တယ်ဆိုဒီဒေါသကရှိတယ်ခဏလေးရီလာမော်လာစကားပြောလာစားလာတောက်လာတဲ့ကချင်းကြိုက်နေတဲ့ဘက်ခနဲ့ပုတ်လိုက်တယ်အဲ့ဒီချင်းကြိုက်တဲ့နေရာချင်းကလေးပေါ်မှာဒေါသဖြစ်တယ်ချင်းဒီအာယုံပဲအာရမဏပစ္စည်းပဲအဲ့ဒီချင်းကိုပုတ်လိုက်တဲ့အချိန်လေးဘာမှမကြဘူးနော်ဒီပြင်ကိစ္စကဆိုပါတော့စားလို့တောက်လို့ပြောလို့ပါလို့ဒီပြင်လောဘကိစ္စတွေဖြစ်နေမယ်ဆိုပါတော့ဒါမှမဟုတ်ဖရာအာယုံပြုနေတယ်ဆိုပါတော့ဒါပေမဲ့ဘက်ကနေပုတ်လိုက်တဲ့အချိန်မှာချင်းကလေးကအာရမဏပစ္စည်းပုတ်လိုက်တဲ့အခါမှာဖြစ်တဲ့ဒီဒေါသစိတ်ကဟေတုပစ္စည်းဒေါသကဟေတုပစ္စည်းဒေါသနဲ့အတူဖြစ်တဲ့စိတ်တွေစေတသိက်တွေကဟေတုပစ္စည်းကြောင့်ဖြစ်တဲ့အကျိုးပစ္စည်းဥပ္ပံတရားတွေအဲ့ဒီအခါမှာယုတ်ကလည်းပါလာတယ်မဟုတ်လားတနေ့တုန်းကပြောတယ်ဒါကြောင့်ဒီယုတ်ကစိတ်ကြောင့်ဖြစ်တဲ့ယုတ်ကလက်ကိုလေဘက်ကနေပို့လိုက်တော့အောင်ဆွဲတာပဲဒီဒါကြောင့်ဟေတုပစ္စည်းအာရမဏပစ္စည်းဒီချင်းကလေးသေးသေးကလေးပုတ်တဲ့နေရာမှာဒီဒေါသနဲ့မောဟဟိတ်ကဟေတုပစ္စည်းတတ္တိနဲ့ကျေစုပြုလို့ဒီစိတ်တွေစေတသိက်တွေဖြစ်ပြီးတော့ဒီရုပ်တွေဖြစ်လို့ဟောဒီချင်းကလေးဘက်ကနေအပုတ်ခံရတဲ့အဖြစ်ရောက်တယ်ကဲဒါဖြင့်အနန္တရပစ္စည်းနဲ့လို့ဆိုတော့ဒီလက်ဖြောက်တစ်ချက်ဒီမှာစိတ်တွေဂရေတသိန်းလောက်ဖြစ်တယ်အဲ့ဒီဒေါသစိတ်ရဒစိတ်ထဲဖြစ်တယ်များမထင်လိုက်နဲ့ချင်းကလေးပုတ်တဲ့ဥစ္စာမိနစ်ကလေးစက္ကန့်လေးအပိုက်မှာချင်းကလေးသေသွားတယ်အဲ့ဒီချင်းကလေးပုတ်တဲ့စိတ်လည်းပဲစက္ကန့်အပိုက်မှာဖြစ်တယ်အဲ့ဒီတစ်စက္ကန့်ပဲဆိုရင်ပဲလက်ဖြောက်တစ်ချက်ဒီမှာဂရေတသိန်းမကဖြစ်နေတာဖြစ်တော့
ဒီဒေါသစိတ်စေတသိက်ဒေါသစိတ်စေတသိက်ဟာကတိတသိမကဖြစ်တယ်ဒါကြောင့်ဒီလက်ကြီးဟာချင်းရှိတဲ့နေရာကိုရောက်တော့အောင်ဒီစိတ်တွေကဆွဲဆောင်သွားလို့စိတ်တစားရုပ်တွေပါလွှမ်းပြီးတော့ဟောဒီချင်းကလေးကိုပုတ်မိတဲ့အဖြစ်မျိုးရောက်ပါတယ်ဒီတော့ဟေတုပစ္စည်းပါတယ်အာရမဏပစ္စည်းပါတယ်ဟိုအဓိပတိတော့ပါခြင်းမှပါမယ်ဒါပေမဲ့ဒီစိတ်တစ်ခုနဲ့စိတ်တစ်ခုကျေစုပြုတဲ့အနန္တရပစ္စည်းသမဏန္တရပစ္စည်းဒီမှာပါနေတယ်အဲ့ဒီချင်းကလေးကိုပုတ်ဖို့ရန်ဖြစ်တဲ့ဒေါသစိတ်အခိုက်အတန့်မှာသဟဇာတဒေါသကနာခန္ဓာတပါးသူနဲ့ဖြစ်ပေါ်ဖြစ်ပဲဖြစ်တဲ့စိတ်တွေကနာခန္ဓာတပါးဝေဒနာတင်ညာတို့ကနာခန္ဓာနှစ်ပါးနဲ့ဟောအချင်းချင်းအပြန်အလှန်ကျေစုပြုတယ်သဟဇာတပစ္စည်းပါတယ်အညမညပစ္စည်းပါတယ်သူတို့အချင်းချင်းမိပြီးတော့ဒီချင်းကလေးတတ်ရပါမယ်အကြောင်းဟာလေပစ္စည်းပေါင်းဘာလို့ကျေစုပြုလိုက်တယ်လဲလို့ဆိုတဲ့ဥစ္စာဟာသိပြီးတော့ရှင်းတာပဲဒီတော့အကျိုးပြီးတော့မပေးပဲနေပါမလားဒီကတတ္တိတွေကနေဘူးတတ္တိတွေနဲ့ဒီချင်းကလေးတကောင်ကိုတတ်ရတဲ့အကြောင်းဟာပါဏာတိပါဒဒီနဲ့ကြည့်လိုက်ချင်းတတ်ထားတဲ့ပို့ပြီးတော့ကကြီးမာတဲ့တိဋ္ဌံတတ်တဲ့အခါကျတော့ဒီဒေါသဒီမောဟဒီစိတ်ဒီစေတသိက်တွေပို့ပြီးတော့နည်းနည်းပြင်းလာတယ်ပို့ပြီးတော့များလာတယ်ဒါကြောင့်အကုသိုလ်ကကြီးသွားတယ်တခါလူကိုတတ်တော်မယ်လို့ဆိုတဲ့အခါမှာရှေ့ကကျူးစားတဲ့စိတ်တွေဒီဒေါသဒီစေတသိက်တွေဒီစိတ်တွေပို့ဖြစ်တယ်များဖြစ်တယ်ကြာဖြစ်တယ်တက်တန်ဖြစ်တယ်လူတတ်ရတဲ့အခါမှာချင်းတတ်တယ်လို့မပေါ့ဘူးတက်တန်ဖြစ်တယ်အဲ့ဒါလိုနဲ့တဖြည်းဖြည်းတက်သွားလိုက်တာတကယ်လူတောင်မှလူအထက်တန်းတတ်ပြီဆိုလို့ရှိရင်ဖြင့်သိပြီးတော့ဒီကစိတ်တွေကအဆုံးဆွဲရတယ်သိပြီးတော့အားပေးရတယ်ဒေါသကလည်းသိအားပေးရတယ်အဲ့ဒါကြောင့်အပြစ်ပြီးတဲ့အပြစ်ကြီးတဲ့အခါကျတော့ဒီအထက်တန်းတတ်တဲ့သူတွေဟာပို့ပြီးတော့ဟိုမှာအကုသိုလ်ပြစ်ကကြီးလာတယ်ဒီမှာဖြစ်ပုံကသိကြီးတာကိုသူများမပြောနဲ့ဘုန်းကြီးတို့ရှင်ဒေဝဒကမြတ်စွာဘုရားကိုဂိဇကုတောင်းဘောကနေပြီးတော့ကြောက်နဲ့လှိမ့်ချပြီးတော့တတ်တာပဲဘုရားကိုတတ်တာပဲရှင်ဒေဝဒရဲ့အဲ့ဒီအခါမှာလဲဒီဒေါသပဲဒီဒေါသပြင်းနေတာဒီစိတ်တွေပဲဒီစိတ်တွေပြင်းနေတာဒီစိတ်တစားရုပ်ဒီရုပ်တွေပဲဒီရုပ်တွေပြင်းနေတာပြီးတော့ရှင်ဒေဝဒရဲ့မြတ်စွာဘုရားကိုကြောက်နဲ့လှိမ့်ချတဲ့အကုသိုလ်ဒေါသဟေတုပစ္စည်းပါတယ်သဟဇာတအညမညပစ္စည်းပါတယ်ဘုရားမြတ်စွာဘုရားဟူသောအာယုံတော်မြတ်ကြီးလည်းပါတယ်အာရမဏပစ္စည်းနဲ့အဲ့ဒီကိစ္စမှာတတ်လိုက်တဲ့ဥစ္စာရှင်ဒေဝဒအဝိဇ္ဇိကိုကြားလောက်တဲ့အကျိုးပေးတာပဲဒီပြင်းထန်တော့ဟိုမှာအကျိုးပေးတယ်ဘုန်းကြီးတို့ကမြင်လွန်းလို့မြင်တာကတလို့လေဘုရားဟောတော်မူတဲ့အတိုင်းသိလွန်းလို့အလုံးကိုဘုန်းကြီးတို့ကထိမ့်ပေးနေတဲ့တရားနဲ့ထိမ့်ပေးနေတာဟိုမှာအပြစ်တွေမြင်လွန်းလို့ကဲပါဏာတိပါဒအကြောင်းကိုသိပြီနော်သူများတပ်ဖြတ်နေကြတာလည်းသိပြီနော်အဒိဏဒါနသူ့ဥစ္စာကိုခိုးတယ်လို့ဆိုတဲ့ဥစ္စာအယက်ကတော့ခိုးတယ်ဆိုတဲ့ဥစ္စာအိမ်သွားပြီးတော့ခိုးတယ်တိတ်သူမသိအောင်ခိုးလိုက်တယ်ဓမြတိုက်တယ်အနုကြမ်းစီးတယ်ဒီလောက်သာသိတာတနာစရာကဘုန်းကြီးတို့ကျမ်းစာသုတ်တန်ကြတော့အလေးကိုကောက်ကျစ်ဆင်းလဲပြီးတော့ကိုကပေးရမယ်အခါကြာလေးပင်အလေးနဲ့ပေးကိုကယူရမယ်အခါကြာတော့ခပ်ပေါ့အလေးနဲ့များရအောင်ယူတက်ကကိုကပေးရမယ်အခါကြာတော့တင်းတောင်ခတ်သေးကလေးနဲ့မသိမသာပုံငတ်တဲ့တူတယ်နှုတ်မဲ့အဝင်ချင်းမတူဘူးခွက်တို့တင်းတောင်တို့ခတ်သေးနဲ့ကိုကယူရမယ်အခါကျတော့ခွက်တို့တင်းတုံးတို့ခက်ကြီးနေပုံကတော့အတူတူပဲအဲ့ဒါလို့တကယ်အဒိဏဒါနတွေလေရောင်ရင်ဝယ်ရင်ကုသရင်တထေးကြီးတွေလှုပ်ရင်ရောင်းလိုက်ကြဝယ်လိုက်ကြတာမမမကန်ရွှေကလေးတွေနဲ့မမကန်ငွေကလေးတွေနဲ့ရောင်းလိုက်ကြဝယ်လိုက်ကြတာအတုတွေနဲ့ဒီထက်မှာတကယ်ဒီအဒိဏဒါနတွေများလိုက်တကအဒိဏဒါနဖြစ်ပါမဲ့အကြောင်းကိုမူသားကရှေ့ကပါနေရတယ်ညာရတယ်မျက်နှာထားဟန်ပန်ပန်နဲ့ညာရခုဒီတိုင်းလောကကြီးဒီလိုဖြစ်နေတာကဲဒီတော့က
အဒိနာဒါနကိစ္စမှာညာကြဖြန်းကြလိမ့်ကြပရိယေနဲ့လှဲ့ကြပတ်ကြဒီရောက်ကြဝဲကြအကုန်လုံးငါးပါးသီလပြည့်နေကြတယ်ငါးပါးသီလပြည့်နေကြတယ်ပြည့်နေတော့အဲ့ဒီအခါမှာဒီရောက်ရင်ဝဲရင်ခိုးရင်ဝှဲ့ရင်ဘာပါနေလောဘပါနေပြီလောဘဟိတ်လောဘဟိတ်အဲ့ဒီလောဘဟိတ်ကရှင်ဘက်ပြတဲ့စိတ်တွေစေတသိက်တွေကိုကျေစုပြုလိုက်တာသဟဇာတတတ္တိနဲ့ကျေစုပြုတယ်အာရမဏကဘယ်သူတို့ဆိုတော့ရွှေလေလို့ရှိရင်ရွှေလဲအာယုလင်ရမယ်လူလဲအာယုအာရမဏဒါတွေမပါဘဲနဲ့ဖြစ်ကုန်မဖြစ်တာဖြစ်ကုန်မဖြစ်တာရွှေကလည်းရွှေအာယုလင်ရမယ်လူကလည်းလင်ရမယ်လူအာယုစဘာတွေဆန်းတယ်ပဲတယ်ကုသရောက်မဲ့တော့လဲအဲ့ဒီတင်းတယ်တောင်းတယ်စဘာတွေဆန်းတွေကအာယုအဲ့ဒီခုနကလောဘကဒီဟေတုပစ္စည်းအာရမဏတတ္တိနဲ့ယေရှုပြုခံရတဲ့ပစ္စည်းရုပ်ပံနဲ့ဒါလိုဖြစ်နေပြီးတော့ဒီတဲ့လောဘဖြစ်တဲ့အခါမှာစိတ်တွေစေတသိက်တွေကခန္ဓာ၄ပါးသလုံးပါတော့လေအညမညပစ္စည်းနဲ့ယေရှုပြုတယ်သဟဇာတပစ္စည်းနဲ့ယေရှုပြုတယ်မိယာဥပါနိတယတတ္တိနဲ့ယေရှုပြုတယ်ဒါကြောင့်ဒီလိမ်လီမှုလောဘမတရားရောက်ဝယ်မှုလောဘဟာနည်းနည်းကလေးလို့တော့သူတို့ကထင်တာဘုန်းကြီးတို့ကစိတ်တွေဘလောက်ဖြစ်ပြီးတော့ဘယ်လောက်ကျေးဇူးပြုတော့မှဒီလောဘအထမြောက်တယ်ဒီဟေတုပစ္စည်းမှာဝိုင်းပြီးတော့ကျေးဇူးပြုလိုက်ကြတာဒါကြောင့်အကျိုးပေးတဲ့အခါကြတော့လေသူများပစ္စည်းကိုဒီလိုမတရားလှည့်စားပြီးတော့ယူခဲ့တဲ့အတွက်ကြောင့်တထေးဘဝကသေသွားလဲမရှိဆင်းရဲတဲ့ဘဝရောက်နိုင်တယ်တကြွယ်ဘဝကသေသွားရှင်မင်းဘဝကသေသွားရှင်မရင်လောက်ပြီးတော့လည်းပဲမတရားအခွန်တွေကောက်ပြီးဆိုလို့ရှိရင်ရှင်မရင်တူပိုင်ဆိုလို့ရှိရင်လည်းရှင်မရင်မှာခုနကအဒိဏဒါနအကုသိုလ်ဒုစရိုက်တွေဖြစ်နေတာပဲကြောက်เสียတခါဘုန်းကြီးလှုပ်ပြီးတော့ညာပြီးတော့လူခံကြအဒိဏဒါနဟုတ်ကဘုန်းကြီးလှုပ်ပြီးတော့ပြောလို့သာတူလိုက်တာဘုန်းကြီးကအဲ့ဒီအတိုင်းလှုပ်တာမဟုတ်ဘူးအဒိဏဒါနဘုန်းကြီးတွေအဒိဏဒါနတယ်မကဘူးဗုဒ္ဓမြတ်စွာကကိုယ်မှာတရားမရှိပါပဲနဲ့ခံလုပ်ပြီးတော့များလူတွေကိုညားတယ်လို့ရှိရင်သခိုးကြီးတဲ့ဗုဒ္ဓမြတ်စွာကသခိုးကြီးလို့ကိုအမိန့်တော်ရှိပါတယ်မဟာသောတာတဲ့ဒီတော့ဘုန်းကြီးတို့ကမြင်နေတယ်မဟုတ်လားမြင်နေတော့ကငတ်နေတာဘူးဘုန်းကြီးတို့ကခံရမှာဘုန်းကြီးအတွက်ဆိုရင်ငတ်နေမယ်ငတ်ပြီးတော့သေသွားမယ်မတရားမလုပ်ပါဘူးမတရားညာပြီးတော့ကရအောင်မလုပ်ပါဘူးဘုန်းကြီးရဲ့တပိတကဒကမတွေစီဝိုင်းရော့သွားစမ်းပါစီသူများအထင်သေးပါစီမတရားဆိုတဲ့ကိစ္စနဲ့ဒီစက်ကူလေးတစ်ချက်မှာကြက်တံစက်ကူလေးတစ်ချက်မှာငါစီမှာမပါစီနဲ့ငါရဲ့ပိုက်ဆံအိတ်ထဲမှာမတရားစက်ကူတစ်ချက်မှာမပါစီနဲ့အားလုံးတရားသဖြင့်ရတဲ့ပစ္စည်းကြီးဖြစ်စေရမယ်လို့အဲ့လိုများဒိဋ္ဌံထားဖို့သိကောင်းတာပဲတရားတော်ကသေချာလုံးလို့ပါဏာတိပါဒအဒိဏဒါနဒီကာမေတုမိစ္ဆာစာရအပြမစရိယဆူအဲ့ဒါဟာကလည်းကြောက်เสียလန့်เสียကြီးဒီဗုဒ္ဓမြတ်စွာရဲ့တရားတော်ကတယောက်ကြည့်ပြီးတော့နေရင်ပဲဒါကာမေတုမိစ္ဆာစာရအပြမစရိယရဲ့ရှေ့ပြေးတယ်ဟောတာကပြင်ဒါမေထုံကလေးလို့ခေါ်တယ်ဒီနှစ်ယောက်အတူတူပူးတွဲပြီးတော့အိတ်နေမှမေထုံမဟုတ်ဘူးတယောက်ကိုတယောက်ကြည့်ပြီးတော့သာယာနေဒါမေထုံပါပဲမေထုံကလေးပါပဲဘာဖြစ်လို့အကုသိုလ်လောဘဖြစ်မနေဘူးလားအဲ့လိုကြည့်ရစမ်းလေအကုသိုလ်လောဘကဖြစ်နေတဲ့လောဘဟေတုတတ္တိနဲ့ယေရှုပြုနေပြီစိတ်တွေစေတသိက်တွေအဲ့ဒီလောဘနဲ့လိုက်လာပြီရုပ်ကလည်းပဲအဲ့ဒီရုပ်တွေဖြစ်နေတော့တယောက်ကြည့်ပြီးတော့ဒီမျက်စိကရုပ်တွေကပြီးတော့ဒီမှာမေးထုံတယ်တယောက်တော့ကြည့်မနေရဘူးခုနကစကားပြောတဲ့ဥစ္စာနတ်ဆိုင်ပြီးတော့ตายာနေဒီမလဲမေးထုံပါပဲဒါလို့တော့အတန်တော့မကြရဘူးသူကပေးတဲ့ပစ္စည်းကလေးကြည့်ပြီးတော့ตายာပြီးတော့ဒါလည်းမေးထုံပါပဲဗုဒ္ဓမြတ်စွာကလေဒီကာမေတုမိစ္ဆာစာရအတွက်အပြမစရိယအတွက်တန်ရှင်းစေခြင်းမှုလို့ဒီကြည်တာဖြူတာနားထောင်တာသုံးတာဆွဲတာကစပြီးတော့အကုန်လုံးတန်ရှင်းအောင်
ကျိုးစားရမယ်လို့ဒီမဂ္ဂဒေဝလင်္ကာကြီးမှာတောထွက်တော်မူမယ်လို့ဆိုတော့မိဖုရားကသူ့လိုက်ပြီးတော့တောထဲမှာပေါ့လေရေဘူးရေချမ်းကမ်းလှမ်းပြီးတော့ပြုစုလုပ်ကြွေးပါမယ်လို့ဆိုတဲ့ဒီအတောင်းပန်မျိုးနဲ့တောင်းပန်တဲ့စကားမျိုးပြန်ပြောတဲ့အခါတဲ့ကောင်းတယ်ငါးပါးတန်သက်မရောကျက်ဖဲ့တောထွက်ပြီးကခွာကြီးခွာ၍ငါးပါးတန်သက်ဆိုတဲ့ဥစ္စာတတ္တတန်သက်မြင်နေတာလည်းတယောက်တယောက်ရောနေတာပဲသဝနာတန်သက်တယောက်စကားတယောက်အတန်ကြားနေတာလဲသဝနာတန်သက်ရောနေတာပဲတဲ့သူပစ္စည်းကိုသုံးဆွဲပြီးတော့နေတဲ့ဥစ္စာလဲတန်သက်ကရောနေတာပဲတယောက်တယောက်ထိတွေ့ပြီးတော့နေတဲ့ဥစ္စာလဲရောနေတာပဲတယောက်တယောက်အတူဖက်ပြီးတော့နေတဲ့ဥစ္စာလဲရောနေတာပဲအဲ့ဒီငါမျိုးစလုံးငါမရောစီရဘူးငါးပါးတန်သက်မရောရှက်ဖဲတောထွက်ပြီးကခွာကြီးခွာ၍မဟာဘိနိကမသင်္ကပ္ပဖြင့်မာတင်္ကာကြီးတောကိုမိတို့ကိုဒီအောက်ကိုပြမစိုးဖြင့်အလိုတော်ပြည့်အောင်ဖြည့်ပေပါတန်သက်မရောရှက်ဖဲတောထွက်ပြီးကခွာကြီးခွာ၍မဟာဘိနိကမသင်္ကပ္ပဖြင့်မာတင်္ကာကြီးတောကိုမိတို့ကိုဒီအောက်ကိုပြမစိုးဖြင့်အလိုတော်ပြည့်အောင်ဖြည့်ပေငါဤနောက်တော်တယောက်တော်မြမခေါ်အပူဖော်မလို့သည်ရွှေကိုတဲ့တဲ့ရှင်းရှင်းသည်ဘုန်းကြီးတို့တရားတော်ကသိကြလို့ကာမေတုမိစ္ဆာသာရအဘိမသရိယာနေရတက္ကမုဒ္ဒဝါဒကမုူသားမပါလင်္ကာမချောဆိုပြီးတော့ရှားကလေးလှဲ့တယ်ပြီးတော့ပြောလိုက်တာမဟုတ်လည်းပဲဟုတ်လေရောင်မမှန်မဲမှန်လေရောင်ဒီရောင်းတဲ့ဝယ်တဲ့ကိစ္စမှတောင်မဟုတ်ဘူးလောကမြူငါကြည်အောင်လို့ရှိရသားနဲ့မရှိပါဘူးမရှိလို့ပါနော်မရှိရသားနဲ့ရှိအောင်ဟန်ဆောင်ပြီးတော့ဒီကြွားကြအဝတ်နဲ့ကြွားကြတယ်အစားနဲ့ကြွားကြတယ်အနေနဲ့ကြွားကြတယ်အဲ့ဒါတွေဟာဒီတစ်ဖက်သားကိုလှိစားနေတာဒီမူသားသဘောပါနေတာအဲ့ဒါကြောင့်ဒီကလေးစကားသိမပြောနဲ့မှန်ကလေးပြောပါချိုးချိုးသားကလေးပြောပါဒီမူသားဟာခုနိုင်ငံမှာတော်တော်ကြောက်เสียကောင်းနေပါတယ်ကမ္ဘာမှာလည်းတော်တော်ကြောက်เสียကောင်းနေပါတယ်တော်တော်ကြောက်เสียကောင်းရင်သာမကဘူးဘသူမှလည်းမယုံတော့ဘူးဒီအိမ်ရေးအိမ်နာနဲ့တကွရောင်းမှုဝယ်မှုနဲ့တကွကမ္ဘာဒီထိတ်တန်းခေါင်းဆောင်ကြီးတွေကတောင်မှမူသားနဲ့ပြည့်ရနဲ့ကိုနိုင်ငံနဲ့ဆက်ဆံတော့တစ်မျိုးစကားပြောဘဲကနိုင်ငံကမယုံဒီနိုင်ငံနဲ့ဆက်ဆံတော့တစ်မျိုးစကားပြောလို့ကိုနိုင်ငံကမယုံဘာဖြစ်လို့သူလည်းဒီလိုငါလည်းဒီလိုဖြစ်နေတော့မူသားကအင်မတန်များနေကြတယ်ကိုမယုံတော့ဘသူမှမယုံလို့ခုကဘာကြီးပါဖြစ်နေကြတုံးလို့ဆိုတာကြည့်တော့မယုံအိမ်သူအိမ်သားချင်းလည်းပဲတယောက်တဲမယုံလို့ရှိရင်ဖြင့်တစ်မျိုးတစ်မျိုးဖြစ်ကုန်ကြရောမတန့်ရှင်းကြဘူးဒါကြောင့်ဘုဒ္ဓဝါဒသိပြီးတော့အရေးကြီးတဲ့ဥစ္စာမူသားပြောလိုက်လို့ရှိရင်ဒီလောဘကိစ္စနဲ့မူသားပြောလို့ရှိရင်လောဘကစိုက်ရဲ့လောဘနဲ့အတူစိတ်စေတသိက်တွေကဖြစ်ရဲ့သာဇာတပစ္စည်းနဲ့ကျေစုပြုရဲ့အဲ့ဒီမူသားပြောရမယ်လင်ရမယ်အာယုံကအာရမဏပစ္စည်းနဲ့ကျေစုပြုရဲ့အင်းညမညာပစ္စည်းနဲ့ကျေစုပြုရဲ့နိတ္တယပစ္စည်းနဲ့အချင်းချင်းပြီးစရာဖြစ်ရဲ့အဲ့ဒါလောက်တရားတွေကဝိုက်ပြီးတော့တတ္တိနဲ့ကျေစုပြုနေတာဖြစ်တော့ဒီမူသားသေးသေးကလေးပဲမဲ့သက်သာလိမ့်မယ်မထင်ပါနဲ့ဘဝများစွာသန္တရာမှာအမတန်ကြောက်เสียကျေစုကိုလာပါလိမ့်မယ်အကျိုးပေးလာပါလိမ့်မယ်မုဒ္ဒဝါဒဒီပရုဒ္ဒဝါစာတံပပလာပပိတုနာဝါစာပရုဒ္ဒဝါစာတံပပလာပဒီပိတုနာဝါစာဆိုတဲ့ဥစ္စာတယောက်ရန်တိုက်ပေးနေတာဒီစကားပြောတော့ကြာလေးလှည့်ပတ်ပြီးတော့ဒီစကားပြောလိုက်လို့ရှိရင်တော့သူတို့တယောက်တော့နည်းနည်းတော့မေတ္တာပြေသွားမှာပဲလို့သိလဲသိတယ်ပါလဲပါကြတယ်
ဒီစကားပြစ်သွင်းလိုက်တာဒါပိသုနာဝါစာကိုနှစ်ယောက်ကတန်တရားဖြစ်သွားပြီသမီးခင်မွန်းချင်းဘဲမဲ့သမီးစားချင်းဘဲမဲ့သူကမသိလိုက်မသိပါဖြတ်ရှင်လို့ရှိရင်ဒီပိသုနာဝါစာနဲ့မင်းကဘယ်လိုထင်းနေမလဲဟုတ်ကဘယ်လိုပါလားကိုကြတော့လေအသင်ကဘယ်လိုထင်းနေမလဲဟုတ်ကဘယ်လိုပါလားဒီပိသုနာဝါစာနဲ့ရန်တိုက်လိုက်ပြီအဲ့ဒီပိသုနာဝါစာနဲ့ရန်တိုက်လိုက်တဲ့အခါမှာတခါတခါမုန်းလို့ဆိုရင်ဒေါသနဲ့ဒေါသဟိတ်နဲ့စိတ်စေတသိက်တွေနဲ့ယုတ်ကမပြောနဲ့တော့ဒီအတန်းကိုထွက်လာပြီးယုတ်ကလည်းပဲဒီစိတ်တစားယုတ်ကလည်းပဲခုနကသဟဇာတပစ္စည်းတွေအညာမညာပစ္စည်းတွေနဲ့နေတရာပစ္စည်းတွေနဲ့အကုန်လုံးဝိုင်းကျေစုပြုနေတာအာယုံကတော့ဘယ်သူလို့ဆိုရင်ရန်တိုက်ရတဲ့သူတွေပါပဲဂုံးတိုက်ရတဲ့သူတွေပဲပိသုနာဝါစာဒီပိသုနာဝါစာဟာနိုင်ငံကြီးတွေလှည့်နေတာကြည့်တော့နိုင်ငံကြီးတွေမယုံဒီနိုင်ငံကဟိုနိုင်ငံနဲ့ဆက်သွယ်ပြီးဆိုဟိုဘက်နိုင်ငံကမယုံဘသူနဲ့ပေါင်းပြီးတော့ဘသူချတော့မှာပဲလို့တခါသတင်းစာတွေကထွက်လာတယ်ဟုတ်တယ်အမတမလောကကြီးတဲ့မတရားပါကြတယ်ကိုဘုန်းကြီးတို့ကလည်းစာနဲ့ဒီကနေကြိုင်ပြီးတော့ကြည်နေတာပဲနိုင်ငံကြီးတွေဘာဖြစ်တယ်ကိုတယောက်မယုံကြဘူးတနိုင်ငံနဲ့တနိုင်ငံခေါင်းဆောင်ကြီးတွေမယုံကြဘူးယုံခြင်းစရာလည်းမကောင်းလိုက်တာမှလွတ်ကုန်နိုင်မှာပြီးတော့ခုမယုံကြတော့ဘာဖြစ်တယ်ဒေါသမာနချပါစီပေါ့ပါတို့ကလည်းဘသူနဲ့ပေါင်းလိုက်တယ်ဒေါသမာနဒေါသဟိတ်ကဟေတုပစ္စယတတ္တိနဲ့ကျေစုပြုလို့ဟိုမာနကလည်းခေါင်းကသဟဇာတတတ္တိနဲ့ကျေစုပြုလို့နောက်လာလိမ့်မယ်ပကနုပါဏိတယကလာလိမ့်ဦးမယ်ဒါတော့ဘုန်းကြီးကကဘာကြီးပါဖြစ်နေတယ်ဘုန်းကြီးတို့စာနဲ့ပင်နဲ့စာအုပ်ကလေးကိုင်ပြီးတော့တိလွန်းလို့စာအုပ်ကလေးကိုင်ပြီးတော့မြင်လွန်းလို့ဒီရုပ်ဒီစိတ်ဒီစေတသိက်ဒီနံတရားတွေဖြစ်နေတာဘလောက်မှစမ်းကြတာမဟုတ်ဘူးဘုရားမြတ်စွာကတဲ့ကြမ်းပန်ပြီးတော့ဟောနေတာမဟုတ်ဘူးဒီတတ္တဝါတွေရဲ့ဖြစ်နေတဲ့စိတ်တွေကိုဒီ24ပစ္စည်းနဲ့ချဲပြီးတော့ဟောတော်မူနေတာဘုန်းကြီးကလည်းအဲ့ဒါနဲ့လိုက်နေတယ်နော်ပရုဒ္ဒဝါစာဒါကရှင်းပါတယ်ကျမ်းကျမ်းတန်းတန်းဆဲတာဆိုတာမဟုတ်လားဒါကဒေါသပဲဒေါသဟိတ်နဲ့ဒေါသဖြစ်လိုက်တော့တကယ်ဒီစေတသိက်တွေပါစိတ်တွေပါစေတသိက်တွေပါဒေါသနဲ့ပါလာရောဟေတုပစ္စယတတ္တိနဲ့ဒီတော့စိတ်စေတသိက်ပါတော့ရုပ်ကလည်းပါလာတော့လေအတန်းကိုထွက်လာတာဆဲတဲ့အတန်းကိုထွက်လာတာပဲအဲ့ဒီကံမှာအာရမဏတတ္တိကအဆဲခံရတဲ့သူကအာရမဏပဲဒီပြင်စိတ်စေတသိက်တွေကခုနကဒီပစ္စည်းတွေပစ္စယုပ္ပံတွေဖြစ်ကုန်ညာရောအမှန်တောင်းတယ်သုဒ္ဓဝါစာသံပပလာပကတော့ဘုန်းကြီးတို့ကွက်စိတ်ဆရာတွေလို့ပေါ့လေကြီးရရင်ပြီးတာပဲဟုတ်တာမဟုတ်တာကတော့မဟုတ်တာပဲများပါပေါ့လေကွက်စိတ်ဆရာတွေအများကြီးရအောင်လုပ်နေတဲ့သူတွေပေါ့လေအားလုံးသိကြတာပဲဒီတဲ့စကားပြောကောင်းတယ်ဆိုတဲ့အရသားကမယ်လို့သူကလည်းကွက်စိတ်ဆန်းဆန်းရေရှုပ်ပါချွန်းစကားတွေမဟုတ်မှပြောလိုက်သေးတယ်အဲ့ဒါကဘာတော့သံပပလာပမူတာဝါဒပိသုနာဝါစာပရုဒ္ဒဝါစာသံပပလာပဒီပစ္စည်းတရားတွေဒီပစ္စည်းတရားတွေပြီးတော့ဟိုမနောကံကအဘိဓါသူများစီစဉ်လိုချင်လိုက်သူတို့လာတဲ့လက်ဝက်လက်စကြည့်ပြီးတော့လိုချင်လိုက်တာငါလိုချင်တာကဝဲယူလိုတာကိုမပြောလို့ဘူးဒါတရားသဖြင့်လက်ယူလိုတာကိုမပြောလို့ဘူးဒါတရားသဖြင့်နော်ဘယ်နဲ့လုပ်ပြီးတော့ရအောင်ယူရပါမလဲအဲ့ဒါလို့မတရားသဖြင့်လိုချင်လာတဲ့တရားမျိုးကိုအဘိဓါလို့မနောကံကဆိုတယ်ဒီအဘိဓါဖြစ်တော့လည်းပဲလောဘကဆိုင်လို့ဒီပစ္စည်းပေါ်မှာလောဘဟိတ်ကစိုက်တော့တစ်ပြင်ဟေတုပစ္စယုပ္ပံဆိုတဲ့တစ်ပြင်စိတ်တွေစေတသိက်တွေကဖြစ်လို့ရုပ်ကလည်းဖြစ်တော့မျက်စိကကြည့်လို့ဒီပစ္စည်းပေါ်မှာမျက်စိရောက်နေဒါရုပ်ကပါနေတာစိတ္တစရုပ်ကပါနေတာဘုန်းကြီးတို့ကအမတန်သေးကြတယ်ဒီအချိန်မှာပေါ့လေနေတရားပစ္စည်းနဲ့သာဇာတပစ္စည်းနဲ့အညမညပစ္စည်းနဲ့အပြာလာကျေစုပြုနေကြတာပဲတကဗျာပါဒဒေါသဖြစ်တော့လည်းပဲသိစေခြင်းလိုက်တာဒေါသကဟေတုပစ္စည်းကျန်တဲ့တရားတွေကခုနကလိုပစ္စည်းဥပ္ပံဒီဒေါသဖြစ်ရမယ်လူကတော့အာရမဏပစ္စည်းဒီလိုအကုန်လုံးအဘိဓါပြပါတာမိစ္ဆာဒိဋ္ဌိဘုန်းကြီးကပြောခြင်းတယ်မိစ္ဆာဒိဋ္ဌိကဘယ်လောက်ကြောက်စရာကောင်းတဲ့တုံးလို့ဆိုတော့အလုံးအကုသိုလ်တွေကိုမိစ္ဆာဒိဋ္ဌိကကောင်းတယ်နေတာပဲဒီပြင်မိစ္ဆာဒိဋ္ဌိမရှိတော့ကိုယ်စိတ်ကိုမနိုင်တော့အကုသိုလ်ဖြစ်ရတယ်မိစ္ဆာဒိဋ္ဌိပါလာပြီဆိုတော့တွန်းပို့နေတာဒီအကုသိုလ်တွေတွန်းပို့နေတာဖြစ်အောင်လုပ်ပေးနေတာမိစ္ဆာဒိဋ္ဌိကဘာဖြစ်လို့
Nati Dana Lu Ba Jesu Shi Dong Gua Lu La Le Nati Yaitan Yebu So Da Ba Jesu Shi Dong Nati Hu Dan Let Sam Pe Ja De Tao Logo Yu Nga Ne Chue Ja Mu Ja Ba Jesu Shi Dong Nati Tugada Nan Kamanan Phalang Vi Ba Go Tugada Nan Kong Swa Pyu A Ma Kong De Pyin Pyu A Gung No Kamanan Kando Yi Phalang Ajo Zet Di La Gao Vi Ba Go Ajo Yin Di La Gao Nati Mashi Di Kong Na Lo Lo Ma Kong Na Lo Lo Nau Ba Jo Ma Mashi Ba Jo Ma Mashi Bu Pati Dan De Jo Le Mashi Bu Ba Jo Ma Mashi Nati Ayan Lo So Loga Na Loga Mashi Di Loga Mashi Yao Yin Di Loga Pi Pi Yo Di Jah Jao Khon Ga Ari Ajo Mashi Bu Lo La Ge Ayan Mu De Ga Tu Be Di Loga Yao Lo Yin Di Loga Pi Pi Yo Nati Pro Logo Di Loga Ma Mashi Be Ne Phin Nau Tamun Loga Twa Sia Mashi Pro Logo Mashi Na Mashi Bu Yama Mashi Bu Ngaya Mashi Bu Paita Mashi Bu Di Ha Pi Pi Da Pi Da Be Nau Mashi Bu Ba Ma Mashi Bu Di Do Blau Chong Twa Le Lu Lo Ba Jesu Shi De Le Ho Bwa Ma Mashi Be Ne Kudo Akudo De Pyu Lo Ba Ye Shi Do Akudo De Pyu Lo Ba Ye Ho Bwa Ma Mashi Be Ne Kudo Pyu Lo Ba Ye Shi Do Ho Bwa Ma Mashi Be Ne Di Do Di Taba Wa Ha Te Lin Pyat Ta Be Lo So De Usseda Daitti Phit La Le Missa Daitti Ga Usseda Daitti Phit So Tattata Daitti Taba Ga Do Te Lin Ma Pyat Fu Daitti Do Daitti Be Tu Ga Ho Be Bwa Shi Thae De Kaung Na Lo Yin Kaung Ne Ajo Ya Lai Ong Me Ma Kaung Na Lo Yin Ma Kaung Ne Ajo Ya Lai Ong Me Lo Tattata Daitti Ga Do Daitti Do Daitti Be Ayu Do Ma De Ayu Ba Lo Ma Ya Do Akaung Le Shi De Khana Won Ne Ma Akaung Le Shi De Eri Akaung Le Ga Ho Be Bwa De Lai Twa De Lo Tu Ga Da Jaw Akaung Le Shi De So Lo Ma Twa Ta Nau Do Bon Ji Ga Kamma Pisi So De Akhan Ja Do Pyo Pyan Me Di Akaung Le Mashi Be Ne Bwa Taku Ya Ni De Ajaung Lo Pyo Pyan Me Kamma Pisi Vipaka Pisi Ja Do Pyo Sia A Mya Ji Shi Thae De Da Jaw Ni Missa Daitti So De Ussa Nau Bwa Shi Yin Le Missa Daitti Phit Ta Ga Do Akaung Le Shi Lo Phit Ta Nau Bwa Shi Yong Ne Missa Daitti Ma Phit Bu Akaung Le Ga Pyaung Twa De Akaung Le Athet Kaung Le Winyin Kaung Le Atta Akaung Le Da Lo Yu Tha Ta Shi De Ai Da Jaw Tattata Daitti Thama Ga Le Ayu Ma Twa Pyan De Usseda Daitti Thama Ga Le Eri Akaung Le Shi Be Me Lo Te Yin Pi Da Be Ba Ma Nau Ajo Mashi Ba Bu Usseda Daitti Thama Ga Ai Da Lo Ayu ShiနေတာPhit Do Lo Ko Sa Ga Blau Mya So Dong So Do So Do Khat Shun Chun Di Thit Pin Auk Kho Lo Shi Yin Di Thit Pin Ayait Kho Lo Shi Yin Di Thit Pin Akhat Ma Chiu Kaung Mu No So Do Khat Shun Chun Pyo De Da Pe Me Lo De Kaisa Tasung Taya Shi Lo Shi Yin A Myit Pa Tu Lai De Di Thit Pin Asa Dong Ga Do Di Thit Pin Kho Pu Lo Shi Yin Thit Pin Ko Ma Chiu Kaung Mu No De Da Ga A Mya Ko Lai Pi Do Khat Saung Saung Le Hlaung Ta Kaisa Mya Di Thit Pin Ko Hle Ko Hle Ma Di A Lo Tha Myaung Me So Lo Shin A Myit Pa Hle Lai Ba De Thit Di Mi Ba So De Tu De Ga Ngel Ngel Dong Ga Pyu Su Pi Do Tha De Mi Ba Mya No Ma Pin Ma Kaung Bu Da Pin Me Mi Ba Ko Tat Ma Ajo Shi Me So Lo Shin Myan Tat La Tat Lai Ba De Ba Lau Mya Di Daitti Ga Di Daitti Ga Khayi Yauk Twa De Le Ai Da Ga Do Loga Ji De Ma Po Le Be Lo Phit Ne Ja De So Da Bun Ji Ga Taya Thabo Ga Ne Pi Do Yap Pa Ya Si No Thabo A Dai Ha Jauk Sia Ma Nan Kaung De No Di Da Dhu Sarai 10 Pa Be Dhu Sarai Ga Tat Ta De Lo Mya Pyo Nain Thae Do Be Dhu Sarai Ga Takae Ma Kaung Do A Chin Ma Hout Pa Bu Kaung Do A Chin Lo Na Nain Di Hle Nain Thae Do Da Thuat Tan Ga Thuat Tan Ga Eri Abhidhamma Thabo Ga Eri Ayu Ma De Kaisa Ma Daitti So Lo Shin Loga Ga Pa La Bi Loga Ga Pa La Do Ayu Ga Ma Nede Ussa Loga Ne Le Amanan Thabo Ja Neda Be Khu Phit Pon Ga Phit Pon Do Ayu Ho A Ji De Mo Lo Da Na De Pyu Ne De Lo So Da Ussa Lu A Ji De Da Do Ga Pi Da Be Da Myin Neda Be Mphok La A Loung Kaung Ji Da Kaung Long Di Be Bwa Ma A Kaung Long Pyo 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 Chan Ne Yet De Ussa
ဘာကဘာလိုက်ကြရှိသေးတော့မပြောတို့ကမှန်လိုက်တာလောဘကလောဘမိစ္ဆာအယူမှားတဲ့အပြင်လောဘကตายရပြီးတော့တဏှာဖြစ်နေတယ်မှန်လိုက်တာတို့ဒါကြောင့်အယူမှားတဲ့ပုဂ္ဂိုလ်ကအယူမှားတယ်ဆိုပြီးတော့ဘုံငုံမသွားဘူးအယူမှားတဲ့ပုဂ္ဂိုလ်ကထုံတော်မောင်းမောင်းနဲ့မာနနဲ့မှန်လိုက်တာဒီတရားတွေပဲဒီတရားတွေဘုန်းကြီးတို့ကလည်းဒီတရားတွေကအကုန်လုံးကျေစုပြုပြီးတော့မြင်နေတာဖြစ်တော့အယူလဲမှားတယ်သူတို့ကမှန်ကလေးနဲ့ဟိုကောင်းလေးဟိုလူတွေဟိုပုဂ္ဂိုလ်တွေတကယ်ကိုတဏှာနဲ့မှားနေရှာလို့သူတို့ကလေရင်လေးမြန်ကော့လို့ခေါင်းလေးမြန်မော့လို့သူဘယ်တော့မှန်ထားတယ်မာနနဲ့ပြီးတော့ဒီအယူတော့ตายရနေတော့ဟိုအသေးခံမဲ့ဒီအယူတော့တို့ကမစွန့်နိုင်ဘူးသူတို့ကဒီဖရာကြီးယူတဲ့ပုဂ္ဂိုလ်ကဖရာကိုမပယ်နိုင်ဘူးအသေးခံမဲ့ဆိုတာလို့ပဲတို့ကလည်းဒီအယူကိုတို့မပယ်နိုင်ဘူးအသေးခံတိတ်ပြီးတော့ထက်တန်တာပဲဘုညာဒီနေကြစီနေကြဟိုအချုပ်ကိစ္စကနောက်ဘဝသံဃာကြတော့မှသတ်ရှင်းမှဖြစ်လို့ယခုနယ်ကလက်တွေ့ပြောလို့မရဘူးနောက်ဘဝကြတော့ခွန်ကြီးတို့ဒီအလုံးနားလည်နေတဲ့ဒုတနာတော့ဆိုတဲ့တထေသားတွေသူတို့ကတော့မိစ္ဆာအယူရဲ့ဘာရဲတော့မဟုတ်အပြောပန်းလိုက်သားလို့ကာမေတုမိစ္ဆာသာရကျူးစားလိုက်တာသူတို့ကလုံလဝရိယထက်တန်လိုက်တာကာမေတုမိစ္ဆာသာရဘယ်မှာဘသူတဲ့လို့ဆိုလို့ရှိရင်သူတို့ကဖြည့်ဆည်းဖို့အမျိုးမျိုးသောပိုက်ဆံတွေနဲ့အမျိုးမျိုးသောကြံပြီးတော့ဖြည့်ဆည်းလာခဲ့ကြအိမ်တော်ရှိတဲ့သူတွေရောမရှိတဲ့သူတွေရောသူတို့ဖြည့်ဆည်းလာခဲ့ကြသူတို့ကလည်းသူတို့ဒီမကုံမခါနိုင်တဲ့ပစ္စည်းတွေကြောင့်ပြောလို့တစ်သက်လုံးပေါ်လေပြောလို့နောက်တော့သိကြလောဟကုံမီငရဲကြသွားလောဟကုံမီငရဲကြသွားလို့အနှစ်3000လောက်ကြတော့မှအောက်ခြေရောက်နောက်အနှစ်3000လောက်ကြာတော့မှပြန်ပြီးတော့တက်လာတော့အပေါ်ပေါ်လာတယ်သူတို့၄ယောက်တယောက်တွေ့တယ်ကိုမိတ်ဆွေ၄ယောက်ပြောကျင်တဲ့စကားတွေပြောဖို့ရန်ပါဇက်ကဟပြီးတော့တလုံးနဲ့လည်းပြီးရောအောက်ပြန်ကျသွားအဲ့ဒါဗုဒ္ဓမြတ်စွာကချဲ့တော်မူတယ်လေတတ္တိဝသသရတာတိပရိပုဏ္ဏာနိသဗ္ဗသောနိရယေပိစ္ဆာမာနနံကတအန္တောပဝိတ္တိငရဲကြရတာတို့အနှစ်6000ရှိပြီခုပြန်တော့ကြသွားပြန်ပြီဘယ်တော့မှဆုံးဝင်လို့မသိဘူးတဲ့သာကနတ္တိအန္တောကုတောအန္တောနအန္တောပတိဒိဋ္ဌတိတဒါဟိပကတံပါပံမမတုံရှင်သာမာရိတာမိတ်ဆွေတို့ဆုံးတော့မှာမဟုတ်တော့ဆုံးတော့မှာမဟုတ်တော့တို့ကိုယ်တော့မကောင်းတာတွေလုပ်ခဲ့ကြတယ်ကိုဒီလိုတော့ကသောဟန္တုနာဣတောကန္တဝါယောနိလတ္တနာမာနုသိဝတေညုသီလာတမ္ပန္နောဂာမိကုသလံဘဟုသောဟန္တုငါသည်ဣတောဤလောဟဂုံမီငရဲမှာကန္တဝါတက်သွားရ၍မာနုသိယောနေလူဘွားကိုလတ္တနာရသည်ရှိသောဘဟုများစွာသောကုသလံကုသိုလ်ကိုသာဂဟာမိပြုပါတော့ဟာဒီကများဒီတကတက်သွားလို့လူဘွားရလို့ရှိရင်ဘာဆိုဘာမှမလုပ်တော့ဘူးကုသိုလ်ကြီးလုပ်တော့မယ်ဒီစားဒီနောင်တရတဲ့ပုဂ္ဂိုလ်တွေကလေဘယ်လောက်လူဘဝကြီးကိုလွန်းနေကြတယ်လူဘဝရဲ့တန်ဖိုးကိုသူတို့ဘယ်လောက်သိနေကြတယ်ယခုလူဘဝရတဲ့ပုဂ္ဂိုလ်တွေကရှင်ရောယဟန်ရောလူရောပေါ့ကလေးဒီလောက်တန်ဖိုးမရှိပါဘူးလို့နေကြတယ်အမှန်ကတော့ကုသိုလ်တွေကြီးမလွယ်မကင်းသားလို့ရောင်းရဝယ်ရလို့ရှိရင်တရားသဖြင့်ပြောလို့ဆိုလို့ရောင်းလို့ဝယ်လို့ကျန်တဲ့အချိန်မှာကုသိုလ်တွေကုသိုလ်စိတ်နဲ့နေလို့တရားနှလုံးသွင်းလို့ငါးပါးသီလအနည်းဆုံးဆောက်တည်လို့ဒုစရိုက်7ပါးရှောင်းလို့တလို့ကိုနေရမှာယဟန်ရှင်ကိုမြည်သူမဆိုနေကိုနေရမှာအင်မတန်ကောင်းတယ်နောင်တရကြတဲ့လူတွေအတွက်ကြတော့လူပြေကိုသိလွန်းတာပဲသိလွန်းတာပဲဒါကြောင့်ဘုန်းကြီးကဒီကိုပေါ်ဆဆမနေလိုက်နဲ့ကျေးဇူးပြုပြီးတော့နေတယ်ဒီပဋ္ဌာန်းပစ္စည်းနဲ့အကုန်လုံးကျေးဇူးပြုနေတဲ့ဥစ္စာကမလွဲတမ်းဖြစ်နေတာဒါကြောင့်ပေါ်ဆဆကလေးနဲ့နှုတ်ကလေးပေါ်ကလေးနဲ့ညားလိုက်လို့လိမ့်လိုက်လို့ဒါလို့မလုပ်လိုက်ကြပါနဲ့ဒုစရိုက်7ပါးကိုအစွမ်းကုန်ရှောင်ပြီးတော့ငါးပါးသီလထိန်လို့ဒုစရိုက်7ပါးရှောင်လို့နောက်ဒါနသီလနောက်တစ်ခမ်းပြောမယ်ပြုတဲ့ပြုလိုက်တဲ့ဒါနတွေပြုလို့အဲ့လိုနေကြပါဒါမှဘုန်းကြီးတို့ပဋ္ဌာန်းပစ္စည်းနဲ့စဉ်းစားသုတ်တန်သဘောနဲ့စဉ်းစားဘုန်းကြီးတို့ဘဝကြီးဟာအမတန်ကောင်းတဲ့ဘဝမျိုးဖြစ်အောင်
လူတိုင်းယဟန်ရှင်လူတိုင်းကြိုးစားဖို့အမတန်ကောင်းပါတယ်နာနပဂါရာဌာနာနိဘောဓိတာနေထမုနိနာအနန္တနယပါဌာနဝန္တေအနန္တကောသရံဣတာဤအနန္တနယသမန္တပဋ္ဌံကျမ်းတော်ကြီး၌မုနိနာမုနိထွတ်တင်ဖရာရှင်သည်နာနပဂါရဌာနာနိဟေတုအာရမဏစသည်များပြားအကြောင်းတရားတို့ကိုဘောဓိတာနိသဗ္ဗညုတာညံတော်သားဖြင့်ဥစွာကြနာပြီးမှလျင်မြတ်လာဝေနေသိသေးတော်မူခဲ့လေပြီအနန္တကောသရံအဆုံးမရှိကုံအောင်သိသည့်ဉာဏ်တော်ဤသာကျက်စားရဖြစ်တော်မူသောအနန္တနယပဋ္ဌာနံတံအနန္တနယပဋ္ဌာနံမြားမြောင်ပေါ်ရဲ့ဤဆုံးကျွယ်သာကြီးကျယ်မြင့်မောထိုပဋ္ဌာန်းကျမ်းတော်ကြီးကိုဟိုနေတသက်တခါကြုံခဲ့စွာဖြင့်ကြုံလာသည့်ကိုက်ဥဖြင့်တိုက်၍နှစ်ချိုက်လာစွာဤကိုကတော့ပါဤဖရာ